နေတိုးလိုထိတ်တမ်းမင်းသားတွေတောင်မတောင်းနေအမှုပညာချင်းယူနေတဲ့ဆိုတဲ့ပုံမှာဖြည့်ရှင်းလာတဲ့အေဂျင့်မောင်ပြည်သက်များရှင်လက်ရှိမှာဆိုရင်တော့အမှုပညာလောကကမင်းသားတွေထဲမှာဆိုရင်နေတိုးပြည်တူးနဲ့မြင့်မြတ်တို့ကသာထိတ်တမ်းမင်းသားအနေနဲ့ရပ်တည်နေကြတာပါထိတ်တမ်းမင်းသားအဖြစ်ရပ်တည်လာခဲ့တာကြပြီးဖြစ်တယ်လို့အမှုပညာချင်းဟာလည်းသူတို့အမြင့်ဆုံးလောက်ကြပါတယ်ဒါပေမဲ့လက်တလောထုံးလုပ်ရေးလုပ်ငန်းရှင်တွေကြားမှာအေဂျင့်မောင်ရဲ့အမှုပညာချင်းကထိတ်တမ်းမင်းသားတွေနီးနီးဖြစ်လာတယ်လို့သတင်းတွေထွက်လာခဲ့တာပါအေဂျင့်မောင်ကမကြသေးမီကမှအကယ်ဒမီတက်စုကိုပူပူနွေးနွေးရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။အကယ်ဒမီတက်စုပိုင်ရှင်ဖြစ်လာတာမို့အမှုပညာလောကမှာလည်းတဆင့်မြင့်တက်သွားပြန်ပါတယ်။အမှုပညာလောကမှာကအကယ်ဒမီနဲ့အမှုပညာကြီးအနေအမြင့်ကိုခွဲခြားတာပါ။ဇက်ပူရီနဲ့မင်းသားမင်းသမီးတွေဆိုရင်အမှုပညာချင်းမိုးနှင့်မြေလို့ကွာခြားသလိုမင်းသားမင်းသမီးတွေထဲမှာအကယ်ဒမီရထားသူနဲ့မရထားသူရဲ့အမှုပညာချင်းတွေကလည်းကွာခြားပြန်ပါတယ်မင်းသားမင်းသမီးတွေနဲ့အကယ်ဒမီရပြီဆိုရင်အမှုပညာချင်းကိုတိုးမြင့်ကတောင်းလို့ရသွားတာပါဒါကြောင့်မလို့အေဂျင့်မောင်ကလည်းအကယ်ဒမီရပြီး2ရက်အကြာမှာပဲအမှုပညာချင်းဈေးတက်တော့မယ်လို့ချက်ချင်းဆိုသလိုကြီးညာခဲ့တာပါအကယ်ဒမီတဆူရမင်းသားအနေနဲ့တန်းတစ်ခုမြင့်သွားပြီမို့အမှုပညာချင်းကိုတက်ရတာပါအမှုပညာချင်းတက်မယ်လို့သာပြောပြီးမြဈေးနှုန်းကိုတော့အေဂျင့်မောင်ကအတိအလင်းပြောပြခဲ့တာမရှိပါဘူးအကယ်ဒမီပေးပွဲလည်းကျင်းပတာကြာလာပြီဖြစ်တယ်လို့ထုံးလုပ်ရေးတွေကအေဂျင့်မောင်ကိုစကားအတွက်ကမ်းလှမ်းကြတဲ့အချိန်မှာသူပြောင်းလဲထားတဲ့အမှုပညာချင်းအသစ်နဲ့ဈေးစကားတွေပြောရပါတယ်ဒါကြောင့်မလို့အေဂျင့်မောင်ရဲ့အမှုပညာချင်းကအရှမ်းကိုမြင့်တက်သွားတယ်ဆိုပြီးသတင်းအစနာပေါင်ကြားလာခဲ့တာပါအေဂျင့်မောင်ကရုပ်ရှင်စကားကြီးတကားအတွက်သိန်းပေါင်း1000ထိကိုတောင်းတယ်လို့သတင်းဖြန့်ခန့်လိုက်ရတာပါသိန်းပေါင်း1000ကျော်ကိုတကားအတွက်တောင်းလိုက်တယ်လို့သတင်းထွက်လာတဲ့ပုံမှာအံ့အားသင့်တဲ့သူတွေလည်းများနေတာပါအကယ်ဒမီတဆူရမင်းသားတယောက်အနေနဲ့ခုလောက်ထိအမှုပညာပေးပေါက်ဖို့ထိုက်တန်လားလို့တချို့ကမေးခွန်းထုတ်နေကြတာဖြစ်ပါတယ်အေဂျင့်မောင်ကအကယ်ဒမီရထားတာလည်းမကြသေးတဲ့အတွက်ခုလောက်ဈေးမျိုးမတောင်းတင်ဘူးလို့ပြောဆိုနေတာပါဒါအပြင်လက်ရှိမှာထိတ်တန့်မင်းသားအနေနဲ့ရပ်တည်နေကြတဲ့ပြည်တီဦးနဲ့နေတိုးတို့တောင်အခုလောက်ထိဈေးမြင့်ရလားလို့လည်းမေးခွန်းထုတ်နေတာပါအေဂျင့်မောင်ကသူတို့လောက်အောင်မြင်လာလားလို့လည်းဝေဖန်လို့နေကြတာဖြစ်ပါတယ်သိန်း1000ဆိုတဲ့အမှုပညာချင်းကသတင်းပေါက်လာခဲ့တဲ့ဈေးတစ်ခုသာဖြစ်ပြီးအေဂျင့်မောင်ထုတ်ပြောထားတာမဟုတ်ပါဘူးဈေးများတယ်လို့ခန့်စားတဲ့ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့အခုလောက်ထိအမှုပညာချင်းယူနေတာကိုမနာလိုတဲ့သူတွေကသတင်းဖြန့်လိုက်တာလည်းဖြစ်နိုင်ပါတယ်။အေဂျင့်မောင်ဘက်ကတော့သူကသိန်း1000ယူထားတာမဟုတ်ဘူးဆိုပြီးတုံ့ပြန်ဖြေရှင်းထားပါတယ်။ဒါအပြင်အေဂျင့်မောင်ကအရှင်လို့ရုပ်ရှင်ဇာတ်ကားတိုင်းကိုလက်ခံရိုက်ကူတော့မှမဟုတ်ပါဘူး။ထိတ်တန့်မင်းသားတွေတောင်သူတို့အတွက်လောက်ကွင်းရတဲ့ဇာတ်ကားတွေကိုသာရွေးချယ်ရိုက်ကူသလိုအေဂျင့်မောင်ကလည်းဇာတ်ကားတွေကိုစီစစ်သွားမှာဖြစ်ပါတယ်။သူအမှန်တကယ်ကြိုက်တဲ့ဇာတ်ကားမျိုးမှသာလက်ခံရိုက်ကူသွားမှာပါ။သူအနေနဲ့အောင်မြင်တဲ့မင်းသားအနေနဲ့တန်းတစ်ခုထားကျင်တာပါ။ပရိသတ်ကြီးရောသိန်း1000အမှုပညာချင်းယူရဲဆိုပြီးနာမည်ဖြတ်ခံနေရတဲ့အေဂျင့်မောင်ပေါ်မြင်ကိုပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်